အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ထောင်းဟုံ3ထပ်တိုက်လိုက်ပြပေးမှာဖြစ်ပါတယ်ဒီအိမ်ရဲ့ဈေးကမြန်မာငွေသိန်း9200ရှိမယ်ဘတ်ငွေက39သိန်း9000ပေါ့နော်ဒီ project ကဘယ်နေရာမှာနာမည်ကြီးလဲဆိုတော့သူက architecture ဘိုင်းမှာနာမည်ကြီးတယ်ဒါကအခုလက်ရှိမှာ number 4ပေါ့နော်ကျွန်တော်အထဲမှာဘယ်လိုရှိလဲဆိုတာကျွန်တော်တို့လိုက်ကြည့်အောင်အခုဒါshow unit ပေါ့နော် show unit ဆိုတော့အခုမြင်တွေ့တဲ့အတိုင်းပဲသူတို့အကုန်လုံးအလှဆင်ထားတယ်တကယ်တော့ဝယ်မယ်ဆိုလို့ရှိရင်တော့ဒါတွေမပါဘူးပေါ့နော်ဒီဗီဒီယိုတွေဒီစပွဲတွေဒီဟာတွေမပါဘူးအဲ့တော့တချို့ကဒီမှာဘယ်လိုပြန်လောက်ကြလဲဆိုလို့ရှိရင်အခန်းပြန်ကန်တယ်ဘာလို့ဆိုတော့သူ့ရဲ့ဖွဲ့စည်းပုံကအခန်းမပါအောင်ဒီအရှိအောက်ကထက်ကလေအဲ့တော့ဘယ်လိုလောက်လဲဆိုတော့ဒီနေရာကိုအခန်းကန့်ပြီးတော့ဒီတန့်အခန်းလေးပြန်လောက်တယ်ပြီးသွားလို့ရှိရင်မီးဖို့ချောင်ကြတော့အနောက်ထုတ်လိုက်တယ်ပေါ့နော်ဒါမှမဟုတ်ဘူးကိုကလုံးဝဟိုဧခန်းကြဲပုံစံမျိုးပဲလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီဓာတ်တွေအကုန်လုံးကဟိုလုံးဝဟော်ခန်းပုံစံမျိုးလေးဖြစ်သွားမှာပေါ့နော်ပြီးရင်အောက်မှာကသူကရေချိုးခန်းအင်တာတစ်လုံးပါတယ်အခုဒါကျွန်တော်တို့ဒုတိယထပ်ရောက်လာပြီပေါ့နော်ဒုတိယထပ်မှာကဒါသူတို့ကဟိုနိုင်ငံခြား idea နဲ့လုပ်ထားတာမိဖို့ချောင်ကိုအပေါ်ထပ်တင်ထားတယ်ကျွန်တော်တို့မြန်မာပြည်သား culture ရဆိုလို့ရှိရင်တော့မိဖို့ချောင်ကဒီထပ်ထားလို့အဆင်မပြေဘူးဘာလို့ဆိုတော့ဒီမှာထမင်းချက်ဟင်းချက်ဆိုလို့ရှိရင်ကဟိုဟာအပေါ်လဲညော့အောက်လဲညော့အဲ့လိုမျိုးဖြစ်လိမ့်မယ်ဒီမှာတော့မညော့အောင်တော့ဟို exhaust fan အကြီးစားနဲ့လောက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အတွက်ကတော့တိတ်အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ကိုကဒီအထက်ကိုဘာလုပ်လို့ရလဲဆိုလို့ရှိရင်အိတ်ခမ်းတစ်ခမ်းလုပ်လို့ရတယ်ဒီရှေ့မှာအိတ်ခမ်းပြီးသွားလို့ရှိရင်ဒီမှာရေချိုးကန်အင်တာပေါ့နော်အဲ့တော့ဒီတိုက်ရဲ့သူ့ရဲ့ idea ကတလွာကိုတစ်ခမ်းပုံစံသွားလို့ရတယ်အောက်ဆုံးထပ်မှာတစ်ခမ်းဒါဒုတိယထပ်မှာတစ်ခမ်းပြီးအပေါ်ထပ်မှာကတော့သူကလုံးဝဟိုအခန်းဖွဲ့ပြီးသားပဲအဲ့တော့ကျွန်တော်ပေါ်ထပ်တက်ကြည့်ရအောင်ဒါကတော့တတိယထပ်ပေါ့နော်တတိယထပ်မှာကဒီမှာကဟိုအိတ်ခမ်းရဲ့ဘေးကဟိုဟာအိတ်ခမ်းအသေးစားပေါ့နော်ဒီမှာကသူကအိတ်ခမ်းတစ်ခမ်းဖွဲ့ထားတယ်ဒီမှာဝယ်တယ်ဆိုလို့ရှိရင်လည်းဒီလိုပဲသူကအိတ်ခမ်းလေးဒီမှာဖွဲ့လို့ရတယ်မာစတာခမ်းပေါ့နော်ရေချိုးခမ်းအင်တာကဒီဘက်မှာပါမယ်ဒီအိမ်ရဲ့ဖွဲ့စည်းပုံအရာဆိုလို့ရှိရင်သူကတလွာတခန်းဆိုတဲ့ဟိုအနေထားလေးပေါ့နော်အဲ့တော့ကိုကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်လုံးဝဟို privacy ပုံစံမျိုး feeling ကိုရမယ်ကိုကအောက်ထပ်မှာနေရဆိုလို့ရှိရင်လည်းအောက်ထပ်ကိုကတခန်းလုံးဟို AC နေလို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့မိသားစုပြောရမယ်ဆိုလို့ရှိရင်တော့မိသားစု3စုကတော့ AC နေလို့ရတယ်သို့မဟုတ်ဘူးကိုကဟိုလူနည်းနည်းလေးနဲ့ဟို private ကြလို့နေရှင်တယ်ဆိုလို့ရှိရင်လည်းရတယ် location လေးပြောရမယ်ဆိုလို့ရှိရင်သူကဟန်တုံးပဲဒါပေမဲ့ဒီဟန်တုံးကလေးကြတော့ဘယ်လိုလဲဆိုတော့သူကမိန်လမ်းမနဲ့နီးတယ်မိန်လမ်းမဟိုဝင်လာတာနဲ့2မိနစ်လောက်ဆိုလို့ရှိရင်ဒီ project ကိုရောက်ပြီအဲ့တော့ဒီဟန်တုံးမှာဆိုတာလဲကျွန်တော်ပြောနေကြအတိုင်းပဲသူကဟိုရေကြီးတဲ့ဖက်ချန်ရှိရယ်ရေမကြီးတဲ့ဖက်ချန်ရှိရယ်အဲ့တော့ရေကြီးတာဘယ်နေရာလဲဆိုတော့ဒီမြစ်ဘေးနာလေးပေါ့နော်မြစ်ဘေးနာလေးကတော့ရေကြီးတယ်ဒါပေမဲ့ဒီ area ကသူကမြစ်နဲ့ opposite ဖက်မှာရှိတာဖြစ်ပါတယ်အဲ့တော့လုံးဝဒီဖက်ချန်ရေမကြီးဘူးလုံးဝစောက်ထားတဲ့ပုံစံတွေအကုန်လုံးကမြေကြီးနဲ့အိမ်နဲ့တသားထဲပေါ့နော်အဲ့တော့ဒါမြေမကြီးရေမကြီးဆိုတာကိုပြပေးချင်တာပေါ့ဟုတ်ကဲ့အဲ့တော့ဒီ project အနေထားအရာဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့ဈေးတန်းအရာကတော့တန်တယ်လို့ထင်တယ်ဒါပေမဲ့မိတ်ဆွေတို့ကိုယ်တိုင်အပြင်မှာလာကြည့်မှပဲကိုစိတ်ထဲမှာ feeling ရမှာပေါ့နော်ဒီထက်ပိုပြီးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်မြင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်